ပတ်ဝန်းကျင်အစိတ်နော်ပတ်ဝန်းကျင်အစိတ်တွေကလည်းသွားပြီးတော့ဒီ T4 ကနေ T3 ကိုပြောင်းလို့မရအောင်သူတို့ block လုပ်တယ်နောက်ကျမတို့မြန်မာပြည်မှာအသေးယောဂါသမားတွေကတိတ်များတယ်နော်အသေးမကောင်းတဲ့လူဟိုတိတဲ့လူတွေလည်းရှိတယ်မတိဘဲနဲ့ရှောက်သွားနေတဲ့လူတွေကလည်းအများကြီးပဲနော်အသေးရောင်ယောဂါအသေး6ယောဂါအသေးကင်ဆာအသေးယောဂါတွေမှာအများကြီးပဲနောက်ပြီးကြောက်ကယောဂါသမားတွေကလည်းအများကြီးပဲသွားကြည့်ဟာကြောက်ကလဲရတဲ့လူနဲ့နော်ဆေးတဲ့လူနဲ့အများကြီးပဲအဲ့ဒီတော့ပြန်ကြည့်ရင်နော်ဒီ thyroid hormone ဖြစ်ဖို့ဟာ T4 ကနေ T3 ပြောင်းလို့ဟာအသေးမှာအများဆုံးပြောင်းရတယ်နော်အသေးမှာဒုတိယကြောက်ကအဲ့ဒီတော့ကျမတို့လူမျိုးတွေဟာအသေးယောဂါတွေလည်းအများကြီးဖြစ်နေတယ်ကြောက်ကယောဂါတွေလည်းအများကြီးဖြစ်နေဆိုတော့ဘယ်လိုသွားပြောင်းတော့မှာလဲဒီ hormone plus selenium ကလည်းနေလိုတဲ့ဟာနော်အဲ့ဒီတော့ T4 နော်ဒီ thyroid hormone ကထုတ်လိုက်ပေမဲ့လို့နော်တကယ်အလုပ်လုပ်တဲ့ hormone ကိုသူကမပြောင်းနိုင်နော်မပြောင်းနိုင်တဲ့အခါကျတော့သူလည်းယောဂါတွေခံစားရတာပဲဒါပေမဲ့ဒါမျိုးကြတော့နော်သွေးနဲ့ဖောက်စစ်လို့မရနော်ဒါကြောင့်မလို့သွေးစစ်တယ်ဆိုတာကလေကောင်းပါတယ်သို့တော်လည်းပဲလူနာကိုတေးသေးချာချာစကားမပြောဘဲနဲ့ဒီအဖြေကလုံးဝမထွက်နိုင်နော်သွေးဖောက်စစ်လို့ရှိရင်ကိုကတိုက်တူးဖြစ်နေရင် normal ပြမှာဒါပေမဲ့ကိုကနေလို့မကောင်းဆရာဝန်ကပြောတယ်သွေးဖောက်စစ်တာ okay ဘာမှမဖြစ်ဘူးဆိုတော့ဟာကိုကလည်းနော်ဒုက္ခပဲနေလို့လည်းမကောင်းဒါကြီးကလည်းလို့ဖြစ်နော်အဲ့ဒါပေါ့ဒီ thyroid hormone မရှိလို့မရနော်အဲ့ဒီရှိပြန်တော့လေဒီကျမတို့တိုင်းပြည်မှာရတဲ့ဆေးရလဲလေ T4 T3 ဟိုကမရောက်အဲ့ဒီတော့ယောဂဖြစ်တဲ့လူတွေကိုလည်းကုပြန်တော့လေမထိရောက်တာဆိုမှစောစောကကျမပြောတဲ့အတိုင်းဒီ ID ၄လုံးရှိတဲ့ T4 ဟာ inactive hormone ကလပ်စီထဲမှာအလုံးမလုံးနိုင်ပြောင်းရမယ် T3 ကိုအဲ့ဒီတော့ဆေးက T4 ဆိုတော့ T3 ကိုမပြောင်းနိုင်ဘူးလက်ကအဲ့ဒီတော့တချို့လူတွေလည်းဟိုဆရာဝန်တွေကဟိုပါပေါ့နော်ဒီသွေးဖောက်ပြီးစစ်လို့တည်တယ် hypothyroid ဖြစ်ဒါပေမဲ့ဆေးပေးတဲ့အခါမှာမထိရောက်အဲ့တော့ကျမတို့ဒီမြန်မာနိုင်ငံမှာပေါ့နော် hypothyroid ဖြစ်နေတယ်အများကြီးအကြောင်းမျိုးကြောင့်နော်အဲ့ဒီတော့ဒီဟာကြီးဖြစ်ရင်ဘာတွေဖြစ်မလဲနောက်ဆက်တွဲတွေကအကုန်လာပြီနော်ဒီ hypothyroid ဖြစ်ရင်ဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်ထဲမှာနော်ချွဲတတ်တယ်မျိုးလာပြီခက်ချွဲပေါ့နော်အဲ့ဒီအချွဲတတ်ကသူကရေတွေကိုတအားဆုပ်အဲ့ဒီအတွက်ကြောင့်မလို့ဒီ hypothyroid ဖြစ်တဲ့လူတွေကနော်မျက်နှာကိုကြည့်မျက်နှာကြီးကတအားဖောင်းနေပွားနေပေါ့နော်ဝါတာထက်ကိုပွားတာနော်ပွားတာလို့အဲ့ဒီတော့အဲ့ဒါတွေမကသေးဘူးနော်သူကနှလုံးမှာသွားပြီးတော့အဲ့ဒီအချွဲတွေကပိတ်နေလေသူကနှလုံးရဲ့ muscle ပေါ့နော်နှလုံးရဲ့ကြွက်သားတွေမှာဝင်နှလုံးကဟိုပါပေါ့နော်ဒီနှလုံးခုန်တာဒီနှလုံးက contraction ကမကောင်းတော့ဘာလို့ဆိုအဲ့ဒီချွဲတွေကလေရှိနောက်ပြီးတော့ဒီနှလုံးရဲ့ခုန်ဖို့ဒီလျှက်စစ်သွားလမ်းကြောင်းမှာသွားပိတ်နေတယ်လေနှလုံးခုန်တာတွေကမမှန်တော့ irregular ဖြစ်နေနော်တချို့တွေပြောတယ်နော်နှလုံးခုန်မှာမှန်မှု pacemaker တွေထည့်ရတယ်ဘာညာသိတယ်မလားအဲ့တော့လေအရန်ကိုရေးကြည့်တယ်ဒီ thyroid ကသူ့ရဲ့ဖြစ်နေလို့ရှိရင်သူ့ရဲ့နောက်ဆက်တွဲယောဂါတွေနော်အဲ့လိုပဲဒီချွဲတာနော်ဒီဟိုဥမကြီးထဲမှာဥမကြီးရဲ့ဒီ muscle မှာရောက်နေရင်ကိုကဝန်းချုပ်ပြီလေဘာလို့ဆိုဥမကြီးကခါတိုင်းတော့မလှုပ်နိုင်ဘူးဝန်းချုပ်ပြီဒါမှမဟုတ်ဝန်းတအားချုပ်တာပဲဒီ hypothyroid ဖြစ်တယ်လေအဲ့တော့လူတွေကပြောတယ်ဟာဝန်းချုပ်တာအသက်ကြီးလို့မဟုတ်ဘူးနော်ဘာမှမဆိုင်ဘူးအသက်နဲ့အဲ့ဒါတခုနောက်တစ်ခုကဒီနောက်ခြေထောက်တချို့တွေကလည်းခြေထောက်တွေရောက်တယ်နော်ရောက်ပြီးတော့ကျွန်မပြောသလိုဒီချွဲတက်ကသူကရေကိုဆွဲတဲ့အခါကျတော့ခြေထောက်ကြီးတွေကရောက်ပြီးနှိပ်ကြည့်လိုက်လို့ရှိရင်လေဟို pitting edema ပေါ့နော်နှိပ်ကြည့်လို့ရတယ်ရေတွေနဲ့ဒဇီးစီနဲ့လေအဲ့ဒါလည်းနော် hypothyroid ရဲ့လက္ခဏာတွေဟုတ်အဲ့တော့တချို့တွေကလည်းဟာဆရာဝန်သွားပြရင်တချို့ဆရာဝန်တွေကလည်းဟာခြေထောက်မှာရေတွေရှိတယ်ဆိုပြီးတော့စီးဆေးတွေပေးတယ်လေဟုတ်တယ်မလားဒီရေတွေထွက်သွားဒါပေမဲ့ကျွန်မပြောတာကအကျိုးနဲ့အကြောင်းလာပြီလေဟုတ်တယ်မလားဒါကအကျိုးတစ်ခုကိုအကျိုးကိုပဲသွားပြီးတော့ကုမယ်ဆိုရင်ခဏပဲရတယ်လေဟုတ်တယ်မလားခြေထောက်ကြီးရောက်နေတာကိုစီးစိမ့်ပေးရင်ခဏပဲလေဟုတ်တယ်ကြာသွားမယ်နောက်ပြန်လာမှာပဲဒီဘာလို့အကြောင်းကိုမှသွားမလုပ်တာ